ပဲမင်္ဂလာပါရှင်ကျမတို့အင်္ဂလိပ်စာတစ်ချက်လေးဒီနေ့ဖုန်းညက်ခိုင်ပါကျမဒီနေ့ဗာကြားနဲ့ပတ်သက်ပြီး sharing လုပ်မလဲဆိုရင်အားလုံးပဲကျမတို့ I me my mind myself ဆိုတာလေးသိမှာပေါ့နော်အဲ့ဒါဘာ pronoun တွေလဲဆိုတော့ကျမပြောပြပါမယ်အဲ့ဒါတွေက personal pronoun တွေပါအဲ့ဒီမှာကျမတို့ခွဲတာက I က subject pronoun ပါ me က object pronoun ပါနော် my ကကျတော့ possessive adjective ပါ my ရဲ့နောက်မှာကျမတို့ noun လိုက်ပြရပါတယ် mine ကကျတော့ possessive pronoun ပါအဲ့ mine နဲ့ noun လိုက်ထားတဲ့ဥစ္စာနှစ်ခုကိုတွဲရဲ့အစားကိုကျမတို့ mine သုံးတာပါနော်ဟိုကျမတို့ကဆိုရင် this is my bag ဆိုတာကို this bag is mine လို့သုံးအဲ့လိုမျိုးပေါ့နော် myself ဆိုတာကတော့ reflexive pronoun လို့ခေါ်ပါတယ်အဲ့ myself ကတော့အသုံးနည်းပါတယ်နော်ကျမတို့ဟုတ်လားဟိုကျမတို့တော်တော်များများသိတာ I me my mind myself ဆိုတော့ I me my mind ပဲဆိုကြလေနော်အဲ့ဒါပဲသိကြတော့ဟိုကျမပြောသလိုပဲ I က subject pronoun me က object pronoun object နေရာမှာပဲသုံးတယ်နော် I ကလည်း subject နေရာမှာပဲသုံးတယ်နော် my ကကျတော့ကျမပြောတဲ့ possessive adjective ပါသူ့နောက်ကအမြဲတမ်း noun တစ်လုံးလိုက်ရပါတယ် mine ကကျတော့ noun လိုက်စရာမလိုပါဘူးအဲ့ဒီနှစ်ခုအစားတစ်ခါတည်း mine လို့သုံးလိုက်တာပါဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ရှင်ကျေးဇူးပါ bye bye